quality of mind အည်အသွေးမြင့်တဲ့စိတ်လူတွေမှာ jealousy လို့ခေါ်တဲ့မနာလိုစိတ်ဆိုတာရှိတတ်ကြပါတယ်တချို့မနာလိုစိတ်တွေဟာဟန်ဆောင်မထားနိုင်တော့လောက်အောင်အယုတ်ဆိုးအကြီးတန်းစွာပွင့်ထွက်လာတတ်ကြတယ်ဒါပေမဲ့တခါတရံမှာတော့အဲ့ဒီစိတ်ကအင်မတန်မှတိမ်မွေ့တာကိုတွေ့ရပြန်တယ်ဘယ်သူကမှဟဲနင်ကမနာလိုစိတ်များလိုက်တာလို့ပြောတာမျိုးကိုခံကျင်ကြမယ်မထင်ဘူးကိုမနာလိုဖြစ်တဲ့အကြောင်းကိုသူများသိသွားတဲ့အခါအရှက်ရမိမှသိချတယ်ဘယ်လိုပဲဖြစ်ဖြစ်ကိုဟာသူများအပေါ်မှာမနာလိုစိတ်မရှိဘူးကြည်ကြည်လင်လင်ပျော်ပျော်ရွှင်ရွှင်ဖြစ်နေပါတယ်ဆိုတာမျိုးကိုအမြဲတမ်းဖြစ်လို့ကြတယ်ဒီလိုအမြင်ခံချင်ကြတယ်အဲ့ဒီလိုပုံစံမျိုးဖြစ်အောင်လှုပ်ယူထားတာမျိုးလည်းရှိတတ်ပါတယ်ကျမဆိုရင်ငယ်ငယ်တုန်းကအင်မတန်မှမနာလိုစိတ်ကြီးတယ်ကိုသိချစ်တဲ့အမရဲ့တငယ်ချင်းတွေဆိုရင်လုံးဝမကြည့်ဘူးဘာဖြစ်လို့လဲဆိုတော့မကကိုတယောက်တည်းကိုပဲချစ်နေတာမျိုးဖြစ်စေချင်တယ်တငယ်ချင်းတယောက်ကစာရမ်းတော်နေတယ်ဆိုရင်သူ့ကိုမခင်ချင်တော့ဘူးကျမတို့တွေကတယောက်ယောက်ကိုကြည့်လို့မရဘူးဆိုတဲ့နေရာမှာသူကမကောင်းဘူးသူကအရေးအချင်းရှိတာမဟုတ်ဘူးဘယ်နေရာမှာသူလှုပ်လိုက်တာကတော့ဖြင့်တလွဲတွေကြီးပါပဲအဆရှိသဖြင့်သူ့ရဲ့အားနည်းချက်တွေအပြစ်တွေကိုလိုက်ရှာတတ်ကြပါတယ်ကိုယ်စိတ်ကိုဖုံးကွယ်ခြင်းတာရှောင်ပြေးခြင်းတာရင်မဆိုင်ခြင်းတာတွေကြောင့်သူ့အပြစ်သူ့အမားကိုအကြောင်းပြချက်ရှာတာပေါ့တကယ်အကြောင်း reason ကကိုလူချင်ပြီးမရခဲ့တာတခုကိုသူရသွားခဲ့တဲ့အတွက်သူရနေတဲ့အတွက်သူ့ကိုအမြင်မကြည့်တာမျိုးပဲဖြစ်တယ်အလကားနေရင်မုန်းနေတာမျိုးဖြစ်တယ်ဒါကြောင့် all the way out is in စိတ်ရဲ့ထွက်ပေါက်စိတ်ရဲ့လွတ်လပ်မှုကိုရှာဖို့ကကိုယ့်ရဲ့အတွင်းထဲကိုပဲပြန်သွားကြည့်ပါလို့ဆိုလိုတာပါပဲလူတစ်ယောက်ကိုကြည့်လို့မရတာမုန်းနေတဲ့အခါသူ့အပြစ်ကိုလိုက်ရှာနေမဲ့အစားကိုယ့်ရဲ့အတွင်းစိတ်ကိုပြန်ကြည့်ပါတဲ့အကြောင်းကတော့ကိုလူချင်တာတစ်ခုကိုမရပဲသူရနေတာမျိုးကြောင့်ဖြစ်နိုင်ပါတယ်ဒါဟာမနာလိုစိတ်ရဲ့တိမ်မွေးမှုပါပဲစိတ်ရဲ့ထောင်ချောက်တစ်ခုလို့လည်းပြောနိုင်တာပေါ့နေ့စဉ်ဘဝမှာ Facebook ကြည့်ရင်ဒီလိုစိတ်မျိုးတွေမသိလိုက်မသိပါတာပေါ်နေတတ်ပါတယ်သူများတွေခရီးသွားကြပုံတွေတွေ့ရင်သိမပြောဘူးသူများအောင်မြင်နေတာတွေ့ရင်အလကားပါကွာသူကဘာများတော်လို့လဲလို့တွေးနေမိတတ်တယ်မနာလိုစိတ်ဟာတခါတလေတိမ်မွေ့လွန်းလို့ကိုယ်တိုင်မြင်ရဖို့ခက်ခဲပါတယ်ကျမလည်းအခုနောက်ပိုင်းစိတ်ရဲ့ငြိမ်းချမ်းရာစိတ်ရဲ့ထွက်ပေါက်ကိုရှာဖွေရင်ဒီအချက်လေးတွေကိုသဘောပေါက်လာမိပါတယ်အောင်မြင်မှုတွေပျော်ရွှင်မှုတွေပြည့်စုံကြွယ်ဝမှုတွေအကုန်လုံးဟာတကယ်တော့လူတိုင်းအတွက်ရှိနေပါတယ်တောက်လို့မကုန်နိုင်တဲ့ပင်လယ်ရေကြီးလိုပါပဲလောကကြီးမှာကိုတယောက်တည်းပျော်ရွှင်နေဖို့မလိုသလိုကိုတယောက်တည်းအောင်မြင်နေလို့လည်းအတိတ်ပဲမရှိပါဘူးကိုမရလိုက်တဲ့အရာကိုသူရသွားပြီးဝမ်းသာပျော်ရွှင်နေတဲ့အတွက်ကိုကသူ့အတွက်ပျော်ရွှင်ပေးလိုက်နိုင်နေဆိုရင်သူ့ရဲ့ပျော်ရွှင်တဲ့ positive energy high vibration တွေကိုစီကိုစီးဆင်းရောက်ရှိလာတာပါပဲဒီလိုသဘောအတိုင်းမှာပဲကိုတယောက်တည်းအောင်မြင်ချင်နေတာလားသူများရောမအောင်မြင်ရဘူးလားကိုတယောက်တည်းခရီးသွားချင်နေတာလားသူများတွေရောမသွားရဘူးလားကိုယ့်ရဲ့ကလေးတွေပဲတော်တာလားသူများကလေးတွေကမထူးချွန်ရတော့ဘူးလားကိုပဲအလုပ်တွေလုပ်နိုင်နေတာလားသူများတွေရောအလုပ်တွေမလုပ်နိုင်ကြတော့ဘူးလားပြန်ဆန်းစစ်စေချင်ပါတယ်သူ့ရဲ့အောင်မြင်မှုဟာလည်းကိုယ့်ရဲ့အောင်မြင်မှုသူ့ရဲ့ပျော်ရွှင်မှုဟာလည်းကိုယ့်ရဲ့ပျော်ရွှင်မှုလို့သဘောထားနိုင်မယ်ဆိုရင်ကျမတို့တွေစက်ကွင်းထဲမှာအကုန်လုံးချိတ်ဆက်နေနိုင်ကြမှာဖြစ်ပါတယ်မနာလိုစိတ်ဆိုတာအာယုံတိစိတ်ကိုတိုင်းတာတဲ့မြင်ပုံ consciousness map အရာပြောမယ်ဆိုရင်အောက်ပိုင်းမှာရှိတဲ့အနိစ္စစိတ်တစ်မျိုးဖြစ်ပါတယ် energy စွမ်းအင်သဘောတရားအရာပြောမယ်ဆိုရင်သူက low vibe ထဲမှာပါနေတယ်ဒါကြောင့်မနာလိုစိတ်ကိုမထားတာအကောင်းဆုံးပါပဲမနာလိုစိတ်ကိုပုံစံပြောင်းလိုက်တဲ့အခါမှာ love ချစ်ချင်းမေတ္တာ joy ပျော်ရွှင်မှုအစရှိသဖြင့်အထက်ပိုင်းကမြင့်မာတဲ့စိတ်အခြေအနေတွေကိုရောက်ရှိသွားပါတယ်စကားမဆက်ပြောရမယ်ဆိုရင်တ
လောကတငယ်ချင်းတယောက်ကို Facebook မှာတွေ့လိုက်ရပါတယ်။ဘာမှမဟုတ်တဲ့ကိစ္စတစ်ခုနဲ့ပတ်သက်ပြီးသူနဲ့ဝေးကွာခဲ့ရတာ10 နှစ်ကျော်ကြာခဲ့ပါတယ်။မခေါ်နိုင်မပြောနိုင်ဖြစ်သွားခဲ့ကြတာပါ။သူကဘဝတစ်လျှောက်လုံးမှာအင်မတန်မှကံကောင်းစွာနဲ့ကြောမမော့လှလှပပလေးနေခဲ့ရတဲ့သူဖြစ်ပါတယ်။ရုန်းကန်ရတယ်။လှုပ်ရှားရတယ်။ရှာဖွေရတယ်ဆိုတာမျိုးမရှိခဲ့ဘူး။ကျမကတော့သူအဲ့ဒါလိုနေတဲ့အချိန်မှာအတော်ရုန်းကန်နေခဲ့ရတယ်။ relationship ပြဿနာတွေအများကြီးကျမဖြေရှင်းနေရတဲ့အရွယ်မှာသူကတော့ကောင်းမွန်တဲ့ချစ်သူတယောက်ရတယ်။အချိန်တန်တော့လင်ကောင်းသားကောင်းရတယ်။ကျမသားသမီးမရပေမဲ့သူကသားတယောက်သမီးတယောက်ပြည့်စုံစွာရတယ်။ပျော်ရွှင်စရာဘဝကိုပိုင်ဆိုင်ရတယ်။သူ့ဘဝကမနာလိုစရာကောင်းလောက်အောင်ကိုပြည့်စုံလှပတယ်။မှန်တာပြောရမယ်ဆိုရင်ကျမရဲ့ဘဝဟာသူ့လိုမဖြစ်ခဲ့ဘူး။အမျိုးသမီးတယောက်အနေနဲ့အဲ့ဒီလိုရိုးရှင်းလှပတဲ့ဘဝကိုလိုချင်ခဲ့တယ်။ဒါပေမဲ့မရခဲ့ဘူး။ဘာမှမဟုတ်တာကိုအကြောင်းရှာပြီးမခေါ်မပြောနိုင်တာတွေကကျမဖက်ကစလာတယ်လို့ထင်ပါတယ်။ဒီလိုနဲ့ mutual friend တယောက်ကတင်တဲ့ post တစ်ခုမှာသူ့ကိုပြန်တွေ့လိုက်ရတော့သူဟာအရင်တုန်းကလှပတယ်ဆိုရင်အခုကကြက်တည်ရှိနေတယ်။ပြည့်စုံတဲ့မိသားစုဘဝကိုပိုင်ဆိုင်ထားနိုင်တဲ့သူကိုကျမကြည့်ပြီးဘလို့ဝမ်းသာမိမှန်းမသိဘူး။အင်မတန်နီးကပ်ခဲ့တဲ့တငယ်ချင်းတယောက်ကိုအဝေးကနေပြန်တွေ့လိုက်ရတဲ့အချိန်မှာသူ့ဘဝရဲ့ကောင်းခြင်းတွေအတွက်မူတည်တာဖြစ်လိုက်တာအဲ့ဒီအချိန်မှာကျမကတော့အချစ်ရဆုံးခင်မွန်းတဲ့ကွယ်လွန်သွားခဲ့ချိန်ဖြစ်ပါတယ်။ဒါပေမဲ့ဒီလိုအချိန်မှာတော့မှကျမသူတို့လင်ဆုံမယားဖက်ပွဲတက်နေတဲ့ပုံတွေကြည့်ပြီးတော့ဝမ်းသာပျော်ရွှင်မိတယ်ဆိုတာ quality of mind ဆိုတဲ့စိတ်အရည်အသွေးအဆင့်တစ်ခုမြင့်တက်လာခြင်းပဲဖြစ်ပါတယ်။ဒါကိုခံစားလိုက်ရတဲ့အခါမှာကိုလည်းအော်မှုနဲ့အတူဝမ်းမြောက်မိတယ်။ငါအရင်လိုမဟုတ်တော့ဘူး။ငါစိတ်ကအရင်လိုမဟုတ်တော့ဘူး။အများကြီးပြောင်းလဲခဲ့ပြီးအတွင်းစိတ်ကကိုနက်နဲလိုက်လဲပြောင်းလဲခဲ့ပြီးဆိုပြီးကျေနပ်ခဲ့ရပါတယ်။အခုတော့ကျမကအောင်မြင်နေတဲ့သူတွေကိုတွေ့ရတဲ့အခါသူ့နေရာကနေဝမ်းသာပေးလိုက်မိတယ်။သူ့နေရာမှာဆိုငါလည်းအယမ်းပျော်မှာပဲ။လှုပ်သမျှပြောသမျှတွေလည်းအောင်မြင်နေလိုက်တာငွေတွေလည်းရနေလိုက်တာကောင်းလိုက်တာဆိုတဲ့စိတ်ကိုထားနိုင်တဲ့အခါစိတ်ရဲ့ထွက်ပေါက်ကိုချက်ထွင်လိုက်သလိုဖြစ်သွားတယ်လွတ်မြောက်မှုရှိနေတယ်နေလို့သိတ်ကောင်းပါတယ်စိတ်ဟာအမြင့်ပိုင်းကိုရောက်လေလွတ်မြောက်လေပါပဲကိုယ်စိတ်ကိုပြန်သိတဲ့အသည့်ဟာတဆင့်မြင့်လာတဲ့အသိဉာဏ်ဖြစ်ပါတယ်